ဒီနေ့ကတော့တော်ငားလာများဖြစ်ပါတယ်ဒီကန်လေးထဲမှာပါအရန်လေးတာရလာပါတယ်ဟိုဘက်မှာဆိုရင်ငပြောပင်လေးတွေပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်အုံးပင်လေးတွေအရန်တာရတယ်ပေါ့အဲ့ဒါဒီငားကန်လေးမှာငားကန်မဟုတ်ဒီတိုင်းညောင်းလေးမှာဒီညောင်းလေးမှာငားများပြမယ်ဒါကတော့ငါးစများနေပြီဖြစ်ပါတယ်ငါ့ကိုပါနဲ့များလဲဆိုတော့ဟိုးစာပဇွန်နဲ့များပါတယ်ဟိုမှာတွေ့တာငါးရဲ့ဟိုးစာအယုတ်ကလေးအဲ့ဒီမှာငါးအယုတ်ကလေးအဲ့ဒါနေမှာဒီဘေးနားမှာတော့ဘေးဓာလေးတွေပေါ့နော်ဒီထော်ငါးများတဲ့ထဲမှာဒီနေရာလေးကိုအကြိုက်ဆုံးပဲဆိုတော့ဒီနေရာလေးအေးအေးရှင်းလေးနဲ့လုံးဝတဘာဝအဲ့ဒါကြောင့်မလို့ထော်ဒီနေရာကိုအရင်ကြိုက်ပါတယ်ခုကတော့ငါးမြိုင်းနဲ့ထော်ရုပ်ကိုလာပြတာဖြစ်ပါတယ်ပြီးကြလို့ရှင်ငါကိုက်ရင်ထော်ရိုက်ပြပါမယ်ဟိုဘယ်မှာဆိုလို့ရှိရင်အုံးပင်တော့မဟုတ်စီအုံးလို့တော့ပြောရပဲဒီဘက်မှာကြောက်ဘီတာတော်ကြီးပေါ့နော်အဲ့ဒီဘီတာတော်လေးမှာဆိုရင်ဒီဘက်ကဘီတာတော်ထော်ပြမယ်ဒီဘက်ကတော့ဟိုးစာပါတယ်ဟိုဖြစ်ပါတယ်အဲ့ဒါနဲ့ငါးများလာလိုက်တာတနေရာရွှဲ့ပြီးတော့ငါးတကောင်မှမကိုက်သေးဘူးအဲ့ဒါနဲ့တော်ငါးများတဲ့လေးကိုချပြီးတော့အဲ့တိုင်းဒီပေးထားတယ်ပေါ့နော်ငါကတော့အေးပြောနေတော့နည်းနည်းတော့တွတ်လာတယ်လို့ပဲအဲ့လိုပဲများရင်းနဲ့ငါးရတာမရတာမဟုတ်ပဲကုံသွားပါတယ်ပေါ့နော်ကွာမောင်တော့မယ်ဆိုတော့တော်လေးပြန်ပါတော့မယ်အားလုံးကိုနှုတ်ဆက်ပါတယ်တော်လေးငါမြရဲ့အတူတူကိုရှိတော့ကိုပဲပြန်ရိုက်ပြီးတော့ပြန်လန်းကိုစပြီးတော့ပြန်လာ